မင်္ဂလာပါမိမသားတို့ရှင်ကျမရင်လေးဖွင့်ခြင်းလို့ပါကျမကောင်လေးကကျမကိုအရန်ချစ်ပါတယ်ကျမကလည်းသူ့ကိုတိတ်ချစ်ပါတယ်ကျမမှယူရမယ်အတူနေပြီးသားနေစေချစ်သူကိုကြီးရှိပါတယ်ရှင်သူနဲ့ကအားရှင်းနေရှိပါပြီကောင်လေးနဲ့က2 နှစ်ခွဲကျော်ရှိနေပါပြီကောင်လေးနဲ့ကအပြင်မှာမတွေ့ဘူးသေးပါဘူးကောင်လေးနဲ့က10 နှစ်လောက်กว่าပါတယ်ကိုကြီးနဲ့က9 နှစ်กว่าပါတယ်ကောင်လေးကိုလုံးဝဖျက်လို့မရပါဘူးရှင်သူကငိုယိုတောင်းပန်ရှင်ဘက်တွေအောင့်နေမခွဲပြပြရစီနဲ့တဲ့ကျမကလည်းအတီးစိတ်ကြောင့်လမ်းခွဲပေမဲ့ရှင်ဘက်တွေအောင့်နေထိခံစားရပါတယ်သူခံစားရတာမြင်လို့စိတ်မကောင်းကိုခံစားရတဲ့တံမခံနိုင်နဲ့ဘလို့မှဖျက်လို့မရပါဘူးရှင်ကိုကြီးနဲ့ကလည်းရှူမှာပါအတူလဲနေရပါတယ်မကြခဏပေါ့ဒါကိုကောင်လေးကသိပါတယ်အဲ့လိုနေရေဆိုကောင်လေးတို့စိတ်မကောင်းပါဘူးအဲ့นี่ဆိုကောင်လေးကဖြစ်ဖြစ်လူးနေတာပဲကျမလည်းတိမ်မတက်ခန်းစားရပါတယ်ရှင်တစ်ဖက်ကကိုကြီးကလည်းလူလေသေးမရှိအတောက်စားကင်းမိမကင်းငွေကြေးအစားအရာရာယုံကြည်စိတ်ချရတဲ့သူပါသူချစ်ပေးတာနဲ့အေးချမ်းရပါတယ်ခတ်တာကောင်လေးကိုသူလည်းမဖြတ်နိုင်ကိုကလည်းမဖြတ်နိုင်ကိုကြီးတည်ရင်လဲကိုကြီးလည်းငွေယုံမဲနေမှာပါတခါလေကိုကြီးကိုစိတ်ဆိုးရင်တော့ကိုကြီးကမျက်ရည်ကြောင်ငိုတတ်ပါတယ်ကျမလေးစဉ်းစားမိရင်ယူချင်ပါတယ်ရှင်အသက်ကလည်းမငယ်တော့ပါဘူးကိုကြီးဆိုခလေးယူမှုလက်ထပ်ချင်လို့ပြောနေပါပြီကောင်းလေးကကျမလမ်းခွဲတာနဲ့သူ့ဘဝမရှိတော့သလိုကျမကိုဘလို့မှဆက်တယ်မရရင်ပီတင်နေဖြစ်လိုက်တယ်ကျမလည်းရင်ဘတ်တွေနာရရဲ့ထိပါပဲရှင်ဆွင့်ချက်ကောင်းလေးကလူငယ်ဆိုတော့နည်းနည်းဆိုတာရှိပါတယ်ကျမကိုလည်းရှားရည်နီးနဲ့ရအောင်ယူမယ်လို့မယူရဲ့ဆန်ဆန်ပြောတတ်ပါတယ်ဒါမဲ့ကျမမကြိုက်တာဆိုအကုန်မလုပ်ပါဘူးသူလည်းကိုယ့်ကိုသူ့ကိုကြိုက်တဲ့မိန်းကလေးတွေရှိပါတယ်ကျမလက်တွေ့ပါသူအကုန်လုံးလက်လွတ်ပါတယ်သူကျမကိုချစ်ရတာနာကျင်ရလို့တခြားသူတွေကိုအစားထိုးပြီးချစ်ကြည့်ပါတယ်မရပါဘူးကျမပုံလေးချစ်သူဖြစ်တဲ့ဒိတ်တွေလည်းတတ်တူတွေထိုးတည့်ရဲ့ရှင်ကျမကလည်းအယုံလေသူမဟုတ်ပါဘူးတတ်တဲ့အထောက်ထားနေမှရုံးပေးတတ်သူပါရှင်ဟူအကြံကောင်းလေးရှိရင်တော့မှန်ပေးခဲ့ကြပါအောင်မင်းမသားတို့ရဲ့အုံနောက်နဲ့အမျိုးမျိုးဆုံးဖြတ်ပြီးပါပြီနှလုံးသားအနာကျင်ရလို့ပါကျမလေးတခုတတိပေးပြရစီရှင်တို့ရဲ့ကို့မှာတက်ဆိုင်သူရှိနေလိုင်းပေါ်မှာဘသူနဲ့မှမပြောကြပါနဲ့ရှင်ကျမလည်းမပြောပါဘူးတော်တန်ရုံးဆိုဖေးဖော်အကောင့်တောင်လက်မခံတတ်တဲ့သူမျိုးပါကုညီရေးကိစ္စတစ်ခုကြောင့်စကားပြောလိုက်မိရကနေအခုလိုကိစ္စတွေကြုံတွေ့ရတာပါစပေးပြောချင်း6 လလောက်မှာသူကျမပုံမမြင်ဘူးသေးပါဘူးသူ့တော့ကျမမြင်ဘူးပါတယ်ဘာစိတ်ဆိုတာဘာမှမရှိခဲ့တာပါတနစ်ကျော်လာတော့ပုံမြင်ဘူးပြီးဘီစီတွေဘာတွေပြောလာပါပြီအဲ့ချိန်နောက်ပိုင်းဖွင့်ပြောလာပါတယ်လက်ချင်းလုံးကျမညင်းဆိုခဲ့ပါတယ်မခံနိုင်တဲ့အဆုံးပြန်ချစ်လိုက်တာပါသူနဲ့စတွေ့ကြတဲ့အခုဆို4 နှစ်ခွဲလောက်ရှိနေပါပြီချစ်သူတက်ကတော့2 နှစ်ခွဲကျော်ပါအတီးစိတ်ကလက်မခံနိုင်တာကိုဝှစ်ကြီးကြောင့်များလားရှင်တို့ရဲ့မိမသားတော့ရှင်ဖွင့်ရ